ဟဲ့ငါခေါ်လာဘယ်လူတော့ဘွားကြီးကကျုပ်ပါမယ်ကြီးဒီငါလူတွေပဲသွားရတော့မပြောပါနဲ့အေးကြီးအိမ်ငါခလေးမအကြောင်းဟောသေးရင်တော့ဘယ်လူမကောအေးဘွားကြီးဘာမှမသိဘူးဘယ်လူမှမသိဘူးရမ်းတော့ဟင်ဘာလို့တော့မေကြီးရဲ့ဘာပြုလို့ရမလဲအေးကလေးနှစ်ယောက်ဘယ်လူမှလာစားသွားလို့အေးအတော်ဆိုတဲ့သေခြင်းတို့ဘယ်လူမှငါတနာလည်းတနာပါရဲ့အေးအခုတော့ဘယ်လူမှရံငါလွတ်အောင်ဆိုပြီးတော့အဝင်းမြို့ရွာမှာသွားမွေးဖွားရတယ်အေးဟုတ်ကဲ့အမေကြီးကြောက်သွားပါဦးမယ်အေးကောင်းပါပြီတော့ကောင်းပါပြီထွက်သွားရောဘလူမထွက်သွားဘေးအိမ်ကမိန်းမတယောက်ကလာပြီးခွာကြီးဟဲ့ဘာတော့ဟဲ့တို့ရှမ်းပြောနေတာပဲပေချင်းစိုးဘလူမလေးပါလေးနဲ့ခုနကလာမေးတာဘလူမတော့ဟင်မလဲကြတော်မူလားဘလူမမကြတော်မူကြပါလို့ဒါနဲ့တရားနာပရိသတ်ရေအဖွားကြီးလည်းပလက်လန်တက်နေရောမနှဲနှနှယူပါဘယ်လူမကလည်းငါလက်ကလူရိုးလားဆိုပြီးတော့ဇွတ်လိုက်အဲ့ဒါလည်းပြန်လာပြီးတော့မြတ်စွာဘုရားကြောင်းအနီးအပါလင်မယားနှစ်ယောက်ကလေးလေးတစ်လှည့်စီခြီးပြီးတော့ရေချိုးကြသွားပြီဘယ်လူမလူရိုးလားလူရိုးလားကလေးတော့အတော်ကြီးပြင်းလာခဲ့ကြငါအစာစားမယ်ဒီလိုကလေးပေးသားရေလင်းရေချိုးခိုက်မှသူစားမရအရင်ရေချိုးတော့လင်းချီးနေတော့မစားဘူးဘလူကအမကိုလူကအထီးကိုအထီးနဲ့အမအချိန်ကသေးတယ်မဟုတ်ဘူးမသေးဘူးရိတ်ဒါကြောင့်ယောက်ျားခြီထားတော့သူမစားရဘူးမိန်းမခြီမှစားနောက်တရားနာပိဋကလင်းရေချိုးဟိုမိန်းမလုတ်တဲ့လူကကလေးလေးခြီထားသွားပြီမြင်ပြီဟိုကဟင်မောင်ကြီးဟဲ့ဘာလို့နမဘလူလာပြီဘလူဆိုတော့ဟိုကတရားနာပိဋကလှမ်းကြည့်လိုက်မိုက်ပါနမရေမိမပြူလေးလှအရေးတဲ့ကောနှာပူးနေသေးဟုတ်တယ်ဘာမှမသိညာမှမသိနဲ့